Cool. လေးစားချစ်ခင်ရတဲ့ပြည်သူများလုံးဝမင်္ဂလာပါကျွန်တော်အကြောင်းအရာလေးတစ်ခုရှင်းပြခြင်းလို့ line ပေါ်တက်လာတာပါပုံမှန်အားဖြင့်တော့ကျွန်တော် line ပေါ်ကိစ္စတွေကိုပြန်ပြီးတုံ့ပြန်လည်းမရှိဘူးရှင်းလည်းမရှင်းဘူးဘာလို့လဲရှင်းရတာရှုပ်စိတ်လည်းမဝင်စားဘူးခုဘဝနဲ့ကိုနေတယ်ကျွန်တော်အမှုပညာအလုပ်ကိုကိုယ့်ကိုကြိုးစားပြီးလုပ်တယ်အခုကမိသားစုကိစ္စဖြစ်နေလို့ကျွန်တော်မရှင်းလို့မရလို့တက်လာတာကျွန်တော်သမီးရဲ့ comment လေးတစ်ခုကြောင့်ဖြစ်သွားတဲ့ပြဿနာတွေကပြင်းနေကြီးလာလို့ဗျအဲ့ဒါလေးရှင်းပြခြင်းကျွန်တော်မိသားစုကိစ္စပါပြည်သက်တွေကိုကြိုပြီးတော့တောင်းပန်ထားခြင်းတာကျွန်တော်အခုပြောနေတာကကျွန်တော်မိသားစုအကြောင်းမသိဘဲနဲ့ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကိုရည်ညွှန်းတာပေါ့နော်ကျွန်တော်ကိုချစ်ပြီးအားပေးနေတဲ့ပြည်သက်တွေနဲ့မဆိုင်ပါဘူးကျွန်တော်မိသားစုကိစ္စကလည်းပြည်သက်တွေရဲ့အရေးရောမဟုတ်ပါဘူးဒါနဲ့တိတိနဲ့ထင်လို့ကျွန်တော်ဒါရှင်းပြမှဖြစ်မှာမလို့ရှင်းပြတာပါဗျဒီ post လေးပါဟုတ်လားရည်ရတယ်ဗျဗါတယ်အစင်တန်းခွဲကြပြီးငွေမဲ့တဲ့ခံခိုင်းတယ်ကျွန်တော်သားအကြီးကောင်ကျွန်တော်ငွေဖြတ်လိုက်ဘာလို့ဖြတ်ရတာလဲဆိုတဲ့အကြောင်းရင်းကအများကြီးရှိပါတယ်ကျွန်တော်သားသမီး3ယောက်ဆိုလို့ကျွန်တော်တန်းတူချစ်ပါတယ်အားလုံးကိုချစ်ပါတယ်ကျွန်တော်သားအကြီးကောင်ကအိမ်တော်အရင်ဆုံးကြပါတယ်ကြားတဲ့အချိန်မှာလည်းကျွန်တော်မင်္ဂလာဆောင်ကြီးကြီးခန်းခန်းနာလေးဆောင်ပေးပါတယ်ကျွန်တော်ချွေးမလေးကကလဝဲသရာရဲ့ပေါ့အစင်းရရွာလေးတယောက်မှာနေပါတယ်သူတို့တွေကပုံမှန်မိသားစုလေးပါအရင်လေးပြည့်စုံတဲ့မိသားစုမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ချစ်ပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်ချစ်ပါတယ်အဲ့အတွက်ကျွန်တော်တတိယခန်းခန်းနာတင်းတယ်လေးမိသားဖသားပြီးတောင်းရမ်းပြီးတော့မှကျွန်တော်သားကြီးရဲ့မင်္ဂလာပွဲကိုကျွန်တော်ကျင်းပပေးခဲ့ပါတယ်အဲ့တော့အခုလူတွေကထင်နေတာကျွန်တော်သားကျွန်တော်ငွေမဲ့လို့အဲ့ကောင်မလေးနဲ့မပေးစားပဲနဲ့ကျွန်တော်အမွေဖြတ်လိုက်တယ်ဆိုမဟုတ်ဘူးဗျပြောင်းမြန်ကြီးဖြစ်နေတာကျွန်တော်ချွေးမလေးနဲ့စုမော်အောင်နဲ့ကျွန်တော်မှမြင်း2ယောက်ရှိပါတယ်အကြီးမရွှေပိုးမုံနိုင်ပေါ့ဗျာနာမည်အရင်ကနာမည်ပြည့်စုံတာနောက်တဲ့အငယ်မလေးကရွှေရည်ခစ်အဲ့2ယောက်စလုံးနဲ့အဲ့ညီလေး2ယောက်စလုံးနဲ့ကျွန်တော်ချွေးမကျွန်တော်မိသားစုနဲ့အတူတူရှိပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်အမွေစားအမွေခံတမိအဖြစ်ပြန်မွေးစားလိုက်ပြီးတော့ကျွန်တော်သားအကြီးကောင်ကျွန်တော်အမွေဖြတ်လိုက်ရအောင်ဒီမှာရေးထားတာနာမည်လည်းသူတို့တခြားလည်းမသိပဲနေဗျာရေးထားတာဗါတဲ့သူ့နာမည်ကနေရဲနဲ့နာမည်ခက်စင်ဆိုပြီးတော့နေသွေးဆိုပြီးတော့ရေးရတယ်ဗျာလူကြီးအကြောင်းလည်းတခြားလည်းမသိပဲနဲ့အဲ့တော့ခင်ဗျားငွေမဲ့တာဖြစ်နိုင်ပါတယ်ပေါ့ comment တွေကလည်းကျွန်တော်အဲ့ comment တွေကိုဖတ်နေကျွန်တော်ရည်ချင်းလည်းစိတ်လည်းမကောင်းဘူးဗျာအဲ့အတွက်ကျွန်တော်ဒါကိုလာဖြည့်ရှင်းတာပါအဲ့တော့ကျွန်တော်ကျွေးမလေးကကလေး2ယောက်ရပြီးတော့မှကျွန်တော်သားအကြီးကောင်ဖောက်ပြန်သွားပါတယ်ဖောက်ပြန်တာမှရိုးဖောက်ပြန်တာပေါ့အချိန်ဖောက်ပြန်တယ်ပြီးတော့ကျွန်တော်သားအကြီးကောင်ကအဲ့သူဖောက်ပြန်တဲ့အမျိုးသမီးနောက်ကိုကောက်ပေါအောင်လိုက်သွားပါတယ်အဲ့တော့ကျွန်တော်ချွေးမလေးကိုကျွန်တော်တနာတဲ့တွေ့ကျွန်တော်ကသမီးအဖြစ်ကျွန်တော်တို့တမိသားစုမှာချစ်စစ်ခင်နေကျွန်တော်သမီးအငယ်မကလည်းသူ့အမရင်းလို့ချစ်တယ်ကျွန်တော်ကလည်းသမီးရင်းလို့ချစ်တယ်တွေ့ကျွန်တော်တို့အိမ်မှာပဲမိသားစုစီးလုံးနေပါတယ်ကျွန်တော်သားအကြီးကောင်ကိုကျွန်တော်ငွေဖြတ်လိုက်တာအခုဆိုလို့ရှိရင်6လကျော်ပါအဲ့တော့မတီးဘဲနဲ့ငွေမဲ့ကျွန်တော်ငွေမဲ့တယ်ဆိုတာပြည်သက်တွေသူတို့ပြောတာမှန်တယ်ဗျကျွန်တော်ငွေမဲ့ပါတယ်ဘယ်ငွေကိုမဲ့လဲသိလားကျွန်တော်နဘူးကခြေမနော်နဘူးကခြေမကြအောင်ရှာထားတဲ့ငွေကိုမဲ့ပါသူများရှိကဒီနေ့တည်းကကျွန်တော်ကတကြက်ပြားမှကျွန်တော်မကျူးလို့မဘူးသူတို့မယူဘူးဗျာအဲ့တော့လက်ဆောင်ပေးရင်တော့ယူတယ်လေဘယ်တော့မှစုချရရင်ယူတယ်ပွဲကားလို့ရတယ်ယူတယ်ရုပ်ရှင်ရလို့ရတဲ့ပတ်စံယူပါတယ်ကျွန်တော်ငွေမဲ့ပါတယ်ဘာကြောင့်ငွေမဲ့တာလဲဆိုတော့ကျွန်တော်မိသားစုအတွက်ကျွန်တော်ရှားပါတယ်ကျွန်တော်မြည်လေးမြောက်အရွယ်ရောက်ဖို့အတွက်ကျွန်တော်ကြောင်းထားပေးရတယ်ကလေးတွေကိစ္စတွေအကုန်လုံးကျွန်တော်တာဝန်ယူရတယ်သားသမီးတွေအရွယ်ရောက်လာလို့သူတို့တွေလွတ်သွားပြီလို့ထင်နေကြမှာကျွန်တော်မြည်2ယောက်ကကျွန်တော်အတွက်ကျွန်တော်ရှာဖွေမှရမယ့်အခြေအနေမျိုးတစ်ခုဆက်ရောက်လာတဲ့အတွက်ကျွန်တော်ငွေမဲ့ပါတယ်ငွေမဲ့ပင်နဲ့ကိုစူးစမ်းလို့ရတဲ့ငွေကိုမဲ့တာပါကျွန်တော်သူများရှိအလက်ကားရတဲ့ငွေမမဲ့ပါအဲ့ဒါတော့ဒါကျွန်တော်ရဲ့ခံချက်ပါကျွန်တော်ဒီခုချိန်ထိသူများရှိရမယိုးမသားနဲ့ဖောက်လဲဖောက်ပြန်လုပ်ထားတဲ့ငွေတစ်ခုမှမရှိပါဘူးကျွန်တော်ယူသားနဲ့စူးစမ်းပြီးရှာတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်အောင်သမားကြီးမိသားစုအတီးဆုံးပဲကျွန်တော်ကြိုးစားပြီးရှာတယ်သူတို့ရှိကကျွန်တော်ပစ္စည်းလေးတွေယူပြီးရင်ကျွန်တော်ဝယ်ပြီးရင်ကျွန်တော်အဲ့လိုမျိုးပေါ့ကျွန်တော်ပေးနေတယ်လို့လေးဖဲပေးနေကျွန်တော်ဒီဘဝဒီချိန်နေရောက်လာတာပါကျွန်တော်လက်ကားရထားတဲ့ပတ်စံမရှိပါဘူးဟုတ်အဲ့တော့ဒီ post ကိုတင်တဲ့သိစေချင်တာပါမိသားစုအကြောင်းကိုမသိဘဲနဲ့ဝေဖန်တဲ့သူကလည်းရေးတယ်ပြီးတော့ comment မှာရေးတဲ့သူတွေကလည်းခင်လန်ရတော့ငွေမဲ့တယ်ဆိုတာဖြစ်နိုင်ပါတယ် तू ကဘယ်လိုခေါ်မလဲတကူကြီးစူးစမ်းပြီးရလာတဲ့ဖြစ်တယ်ဆိုတော့သူငွေမဲ့တာဖြစ်နေဟုတ်တယ်ကျွန်တော်ငွေမဲ့ပါတယ်ခုနကကျွန်တော်ပြောသလိုပေါ့ကျွန်တော်နဖူးကချွေချီမကြအောင်ရှာထားတဲ့ငွေကျွန်တော်မဲ့ပါတယ်အဲ့ဒီငွေတွေကျွန်တော်အလကားမသုံးပါဘူးကျွန်တော်တက်နိုင်တဲ့ညမှာတူပါတယ်ကျွန်တော်မိသားစုအတွက်လိုအပ်တဲ့ညမှာသုံးပါတယ်အဲ့ဒါလေးလာပြောတာပါခင်ဗျဟုတ်ကဲ့ကျွန်တော်ငွေမဲ့ပါတယ်ခင်ဗျကြီးရနော်သူများအကြောင်းကမသိရင်မပြောပါနဲ့
ခင်လိုက်စိတ်တွေအကုန်လုံးရှော့ချထားပါတယ်ကျွန်တော်ဆဲလည်းမဆဲချင်ဘူးညံလန်းဖြစ်စီဖြစ်ရမှာလဲကျွန်တော်ရှက်တယ်အဲ့ဒါကြီးရှက်စရာကောင်းတယ်နော်အဲ့တော့ဒီ post ကိုတင်တဲ့ လူမြန်မာစီ post ပန်ရှင်ရှက်တတ်ပါစေလို့နော်ရှက်တတ်ပါစေ